ယခုကောဇာတက္ကရာ1388ခုနှစ်တနှစ်သားအတွင်းကြာသာပတေးနေဘဝမိတ်ဆွေများအတွက်ယခုကောဇာတက္ကရာ1388ခုနှစ်တနှစ်သားအတွင်းမှာမိတ်ဆွေများတွေ့ကြုံရမယ့်ဘဝကံအနေထားတွေကိုကြိုတင်သိရှိဆင်ခြင်သုံးသပ်နိုင်စေရန်အတွက်ယခုကောဇာတက္ကရာ1388ခုနှစ်တနှစ်စာဟောစတန်းကိုအကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယခုကောဇာတက္ကရာ1388ခုနှစ်တနှစ်သားအတွင်းမှာကြာသာပတေးနေဘဝမိတ်ဆွေများအနေဖြင့်မိမိတို့ဆောင်ရွက်ရာအလုပ်ကိစ္စလုပ်ငန်းဆောင်တာကိစ္စရပ်တွေမှာကောင်းကျိုးချမ်းသာတွေတွေ့ကြုံရမှာဧကံပင်ဖြစ်ပါတယ်အစိုးရဝန်ထမ်းပုဂ္ဂလိကဝန်ထမ်းလောက်ကင်နေကြသောမိတ်ဆွေများအနေဖြင့်ဆိုရင်လည်းရခင်ကာလတွေနဲ့မတူဤနှစ်ထဲမှာထူးထူးခြားခြားယာဒူးတိုးခြင်းတွေယာဒူးတက်ခြင်းတွေလစာတိုးခြင်းတွေနေရာဌာနကောင်းကောင်းရရှိခြင်းတွေလည်းဖြစ်ပေါ်တတ်ပြီးတော့မိမိတို့ရဲ့ကောင်းသောဂုဏ်သတင်းတွေလည်းလူအများကြားမှာမှုပြက်ကြော်ကြားမှုတွေလည်းရရှိလာပြီအောင်မီထို့ကြောင့်ကြာသာပတေးနေဘဝမိတ်ဆွေများထဲမှာပညာသင်ကြားနေသောပညာရေးနဲ့ပတ်သက်သောကိစ္စတွေကောင်းမွန်ပါတယ်ပညာသင်ကြားနေသောမိတ်ဆွေများအနေဖြင့်ဤနှစ်ကပညာရေးတွေလည်းထူးထူးခြားခြားအောင်မြင်အောင်မယ်ဆိုတဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေများအနေဖြင့်ဤကာလတွေအတွင်းမှာမိမိတို့ရဲ့နေထိုင်ရာအိုးအိမ်တွေပြုပြင်ပြင်ဆင်မွမ်းမံရတာမျိုးတွေကောင်းစွာဆောင်ရွက်ခွင့်တွေကြုံမဲ့အိုးအိမ်တိဆောက်ဖို့တွေအိုးအိမ်ဝယ်ယူဖို့တွေရည်ရွယ်ထားသောမိတ်ဆွေတွေရှိနေတယ်ဆိုရင်လည်းဒီနေ့မှာထူးထူးခြားခြားအိုးအိမ်တွေတိဆောက်ရတာမျိုးတွေဝယ်ယူနိုင်တာမျိုးတွေလည်းရရှိဖြစ်ပေါ်လိမ့်မယ်ထိုအရာတွေသည်ကောင်းသောဝင်ရောက်ခြင်းမျိုးတွေသာဖြစ်ပါတယ်ခင်ဗျာရွှေတဲ့ပစ္စည်းတွေဝင်ရောက်နိုင်မယ်ရွှေတဲ့ပစ္စည်းတွေဝင်ရောက်ဖို့အတွက်ငွေကြေးလက်လာဘတွေကလည်းလုံးခနဲ့နဲ့ဝင်ရောက်လာပေလေအောင်မီငွေတွေလက်လာဘတွေအဖက်ဖက်ကဝင်လာသောကြောင့်ရွှေတွေစုနိုင်လောက်အောင်လဲလုပ်ငန်းတွေကလည်းအဆင်ပြေလှိုင်လာပါလေအောင်မီအဲ့တော့မိမိတို့မျှော်မှန်းထားသောအတိုင်းအတာထက်ပုံမရရှိအောင်မဲ့ကာလတစ်ခုကိုပိုင်ဆိုင်ရရှိပါဦးမယ်အဲ့တော့ကြာသာပတေးနေဘဝမိတ်ဆွေများအနေဖြင့်ဒီနှစ်ကာလအတွင်းမှာဆိုရင်မရောက်ဘူးသေးတဲ့ရဝိဒေသတွေတားရောက်ရတာမျိုးတွေကြုံမဲ့ဖျားဘူးခရီးတွေမိမိအတွက်အကျိုးမြတ်ရှိတဲ့ခရီးကောင်းမျိုးတွေထွက်ရခြင်းတွေထိုခရီးသွားလာခြင်းတွေကနေပြီးတော့မိမိတို့အတွက်ကောင်းကျိုးဖြစ်တည်စရာတွေလဲတပါးတည်းပါဆောင်လာအောင်မယ်ဆိုတာဒီနှစ်အတွက်ပြောချင်ပါတယ်ခင်ဗျာအဲ့တော့မိမိတို့ရဲ့နေအိမ်မှာဤနှစ်ကာလအတွင်းမှာဆိုရင်ကောင်းမှုကုသိုလ်တွေအလှပွဲတွေလက်ထက်မင်္ဂလာပွဲတွေပြုလုပ်ရတာမျိုးတွေကျင်းပရတာမျိုးတွေပါဝင်ပတ်သက်ရတာမျိုးတွေကောင်းစွာဆောင်ရွက်ခွင့်တွေတွေ့ကြုံလာပေလိမ့်မယ်ကြာသာပတေးနေဘဝမိတ်ဆွေများဤကာလတွေအတွင်းမှာဆိုရင်အလုပ်သစ်လုပ်ငန်းသစ်တွေတီထောင်လိုချင်သောမိတ်ဆွေများအနေဖြင့်လဲအလုပ်သစ်လုပ်ငန်းသစ်တွေကိုမိမိတို့အနေနဲ့လှုပ်ဆောင်လို့ရပါတယ်မိမိတို့ရည်ရထားတဲ့သူတွေပလန်ချထားတဲ့သူတွေဆိုရင်လဲဤနှစ်ကလုပ်ငန်းသစ်တွေအတွက်တိုးချဲ့ဖို့အတွက်အထောက်ပံ့ကောင်းတွေအောင်မြင်မှုတွေလည်းရရှိဖြစ်ပေါ်လာပါလိမ့်မည်ဤကာလတွေအတွင်းမှာဆိုရင်လူအများရဲ့အထင်ကြီးလေးစားမှုတွေခံရတဲ့ကာလမိမိရဲ့မိတ်ဆွေအပေါင်းအသင်းတွေကြားထဲမှာထင်ရှားကြော်ကြားအောင်မဲ့ကာလဆိုတာကိုလည်းပြောချင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့အဓိကပြောချင်တာကယခုလိုကောင်းမြတ်တဲ့အခါအခွင့်အသင့်တဲ့ကာလတွေမှာမိမိတို့လုပ်ငန်းကိုင်ငန်းတွေလှုပ်ဆောင်တဲ့အခါတွေမှာအာကျူးမှန်တဲ့အခါအခွင့်အသင့်ဆုံးအမိအယကြိုးစားလုပ်ကင်ပါလို့အကြံလေးပေးခြင်းပါတယ်အချိန်ဆွဲနေတာမျိုးတွေတွန့်ဆုတ်နေတာမျိုးတွေမဟုတ်ဘဲနဲ့ရရှိတဲ့အခွင့်အရေးလေးတွေပေါ်မှာရရှိတဲ့ကာလအပိုင်းခြားလေးတွေအပေါ်မှာကြိုးစားပန်းစားလုပ်ကင်မယ်ဆိုရင်ထင်ရှားစွာအောင်မြင်အောင်မယ်ဆိုတဲ့ကာလတစ်ခုကိုဖြစ်ပေါ်ရရှိလာပေလိမ့်မယ်အဲ့တော့စက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကင်ခြင်းနဲ့ဆိုရင်တော့ဗုဒ္ဓဥသားသမီးတောက်ကြသားသမီးတွေနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်လုပ်ကင်မယ်ဆိုရင်ဒီနှစ်ကာလမှာအကျိုးပေးမှုတွေရရှိဖြစ်ပေါ်လာပေလိမ့်မယ်ဇာတာရှင်များအနေဖြင့်ဤကာလတွေအတွင်းမှာမိမိတို့ရဲ့လုပ်ငန်းကိုင်ငန်းတွေမိမိတို့ရဲ့ကံအကြောင်းတရားတွေပုံမတိုးတက်ကောင်းမွန်ခြင်းနဲ့ဆိုရင်တော့မကြာခဏဆိုသလိုခင်မွန်းကြီး10ပါးကိုကျွေးမွေးလှူဒန်းဒါနပြုပေးမှုများမကြာခဏပြုလုပ်ပေးပါထူးထူးခြားခြားအစဉ်ပြေမှုတွေတွေ့ကြုံလာပါလိမ့်မယ်အဲ့တော့မိတ်ဆွေများကိုတခုကျွန်တော်အနေနဲ့ပြောလိုတာကတော့ကြာသာပတေးနေဘဝမိတ်ဆွေများကိုဒီကောဇာတက္ကရာ1388ခုနှစ်အတွင်းထဲမှာမိတ်ဆွေများထံကိုဘာသာရေးနဲ့ပတ်သက်တဲ့အသုံးအဆောင်ပစ္စည်းတွေ
အစီရင်ပစ္စည်းလေးတွေတော့၎င်းဘာသာရေးနဲ့ပတ်သက်တဲ့ဖျားပုံတော်တွေဗတိတွေဘာသာရေးအသုံးဆောင်ပစ္စည်းတွေများကိုကမဝယ်ယူရဘဲနဲ့တပားသူတယောက်ကများလက်ဆောင်အဖြစ်ကိုပေးခဲ့တယ်ဆိုရင်ဝမ်းသာလိုက်ပါယူထားလိုက်ပါအဲ့ဒီအရာလေးရောက်လာခဲ့တာနမိတ်ကောင်းဆောင်ပါတယ်လုပ်ငန်းတွေတိုးတက်အောင်မြင်တော့မယ်ဆိုတဲ့ရှေ့ပြေးနမိတ်ဖြစ်ပါတယ်ခင်ဗျာပြီးတော့မိမိတို့နေထိုင်ရာရက်ွက်ပတ်ဝန်းကျင်အတွင်းမိမိတို့ရဲ့နေအိမ်ရှိတဲ့မှာအလူခံဖျားတွေဘာတွေလှဲ့တာမျိုးတွေမှာအလူခံဖျားတွေကနေအိမ်ဝင်ပေါက်တဲ့မှာကိန်းဖို့စံပယ်တာမျိုးတွေရက်တော်မူနေတာမျိုးတွေများနမိတ်ကြုံပြီဆိုရင်ဒါလည်းဝမ်းသာလိုက်ပါထူးထူးခြားခြားအောင်မြင်တော့မယ်ဆိုတဲ့ရှေ့ပြေးနမိတ်တွေဖြစ်ပါတယ်ဒါကြောင့်ဘိုးဘွားမိဘလုပ်ငန်းကအထက်လူကြီးတွေရဲ့ချစ်ခင်အားကိုးခြင်းတွေမဆခြင်းတွေကိုလည်းရရှိမဲ့ကာလဖြစ်သလိုမင်္ဂလာအပေါင်းတွေခါညောင်းမဲ့နှစ်တစ်နှစ်ဖြစ်သောကြောင့်တွေးဝေအချိန်ဖြုံးနေမဲ့ကိစ္စရက်တွေကိုအထူးရှောင်ခြင်းပါလို့ကျွန်တော်အနေနဲ့မှားကြားလိုပါတယ်ခင်ဗျာအဲ့တော့ဂျာတာပရိနေဘွားမိတ်ဆွေများတဲမှာဒီနေ့ကာလတွေအတွင်းမှာမိတ်ဆွေများအနေဖြင့်မိမိတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေထဲမှာကျွန်တော်တို့တစ်တန်တုတ်သဲစသည်ကိစ္စရပ်မျိုးတွေလုပ်ကိုင်နေသောမိတ်ဆွေတွေတည်ယူခရီးသွားဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းမျိုးတွေတည်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းမျိုးတွေအလှပြင်ဆိုင်လုပ်ငန်းမျိုးတွေအလှပနဲ့ပတ်သက်သောအလှကုန်ပစ္စည်းဆိုင်ရာအယောင်းဝယ်လုပ်ငန်းမျိုးတွေရေမွေးတို့အလှပတို့ရောင်းဝယ်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအလှပနဲ့ပတ်သက်တဲ့အလှကုန် cosmetic အယောင်းဝယ်ဆိုင်ရာလုပ်ငန်းမျိုးတွေတည်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းမျိုးတွေကုန်ပစ္စည်းများတစ်မျိုးတစ်ရွာတို့တည်ယူပို့ဆောင်ရေးဆိုင်ရာရောင်းဝယ်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေတန်တမတိစက်ရုံလုပ်ငန်းမျိုးတွေအဖျော်ရမကရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေနိုင်ငံခြားအရက်အမျိုးမျိုးရောင်းဝယ်ခြင်းဆိုင်ရာရမကဆိုင်အယောင်းဝယ်လုပ်ငန်းမျိုးတွေစသည့်လုပ်ငန်းမျိုးတွေစသည့်လုပ်ငန်းတွေနဲ့လုပ်ကိုင်ဆောင်ရွက်နေကြသောမိတ်ဆွေများဆိုလျင်လဲထိုလုပ်ငန်းတွေထိုကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေများအနေဖြင့်ဤနှစ်ကာလတွေအတွင်းမှာအကျိုးမြတ်ကောင်းတွေရရှိတာမျိုးတွေဝင်ငွေတွေတိုးလာတာမျိုးတွေလုပ်ငန်းတွေအောင်မြင်တာမျိုးတွေလည်းပေါ်ပေါက်ဖြစ်တည်လာအောင်မယ်ဆိုတာမိတ်ဆွေတွေရဲ့အနာဂတ်ဇာတာတွေမှာတွေ့မြင်နေရပါတယ်ခင်ဗျာအဲ့တော့ဂျာတာပရိနေဘွားမိတ်ဆွေများအနေဖြင့်ကျွန်တော်အနေနဲ့ဤကာလတွေအတွင်းမှာအထူးလေးပြောချင်တာကတော့ဂျာတာပရိနေဘွားမိတ်ဆွေများရဲ့အနာဂတ်ကောစာကြိုရက်တီချက်တွေစန္ဒီယာကြိုအနေထားတွေဆိုလာစစ်စတန်လို့ခေါ်တဲ့နေဆက်ကြောင်ရာဂျိုတွေရဲ့ရက်တီချက်တွေကိုဝေဖန်ထောက်ရှုကြည်ခြင်းအဖြစ်ဇာတာရှင်များအနေဖြင့်ဤကာလတွေအတွင်းမှာဆိုရင်နေယုံလတော်တလင်းလသတင်းကျွတ်လဒဇောင်မုံလတွေမှာမိတ်ဆွေများအနေဖြင့်မိမိတို့လောက်ကင်ဆောင်ရွက်နေတဲ့ကိစ္စရက်တွေမိမိတို့ဆောင်ရွက်ရာကိစ္စရက်တွေပေါ်မှာအမားယုံလေးတွေနဲအောင်တတိလေးရှိဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့ပြုမှုလောက်ကင်ပါလို့ကျွန်တော်အနေနဲ့အကြံလေးပေးလိုပါတယ်ခင်ဗျာထိုကာလအပိုင်းခြားတွေအတွင်းမှာဆိုရင်ဇာတာရှင်များအနေဖြင့်အိမ်တော်ရေးနဲ့ပတ်သက်သောကိစ္စရေးအိမ်တွင်းရေးနဲ့ပတ်သက်သောကိစ္စရက်တွေကြောင့်စိတ်ဆင်းရဲစရာလေးတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေပေါ်ပေါက်ဖြစ်တည်လာတတ်ပါတယ်မိမိတို့သည်ထိုလာအပိုင်းခြားတွေအတွင်းမှာကိုယ်နဲ့မသက်ဆိုင်ရင်တပားသူတွေရဲ့အရှုပ်ရှင်းကိစ္စတပားသူတွေနဲ့ပတ်သက်သောပြဿနာတွေကြားထဲမှာဂျားဝင်ဆောင်ရွက်ခြင်းကိစ္စရက်တွေမှာအတက်နိုင်ဆုံးဆင်ခြင်ပါထိုလာတွေအတွင်းမှာအတက်နိုင်ဆုံးနေထိုင်ပါလို့အကြံဉာဏ်လေးပေးခြင်းပါတယ်ခင်ဗျာအဲ့တော့မိသားစုအတွင်းမှာဆိုရင်လုပ်ငန်းခွင်အတွင်းမှာဆိုရင်လဲပြဿနာလေးတွေပေါ်လာတတ်တယ်အထက်လူကြီးရဲ့ညှို့ညင်မှုလေးတွေခံရတတ်တယ်အပြောအဆိုအနေထိုင်လေးတွေအဆအဆအရာရာလေးတွေအထူးသတိထားပြီးတော့နေထိုင်ပြုမှုပေးရမယ်လာအပိုင်းခြားလေးတွေလည်းဖြစ်ပါတယ်ထိုကာလတွေအတွင်းမှာဆိုရင်ကြာတော်လေးနေဘဝမိတ်ဆွေများအနေဖြင့်အမိအဖတွေဆွေမျိုးသားချင်းတွေကိုယ့်ရဲ့ရင်းနှီးသောမိတ်ဆွေတွေအဲ့ဒီလိုပုံကိုယ်တွေနဲ့ပြဿနာလေးတွေဖြစ်ပေါ်တတ်သောကြောင့်အပြုသဘောဆောင်ပြီးတော့နေထိုင်ပေးခြင်းဖြင့်ထိုကာလတွေကိုကြော်ဖြတ်ပါလို့အကြံလေးပေးခြင်းပါတယ်ဗျာအဲ့တော့မိမိတို့ရဲ့နေထိုင်ရာနေအိမ်ကိုမုတ်ဆိုးမတွေတခုလက်တွေအားကိုးရမရှိတဲ့အမျိုးသမီးတွေများညအိတ်ညက်တွေများလာရောက်ခဲ့တယ်ဆိုရင်အထူးသတိထားပါအမှားယွန်ပြဿနာတွေပေါ်တတ်ပါတယ်ခင်ဗျာ
အဲ့တော့ဇာတာရှင်အနေဖြင့်ဇာတာရှင်များအနေဖြင့်ထိုလအပိုင်းခြားလေးတွေအတွင်းမှာဆိုရင်လျှက်စစ်ပလက်ပေါက်တွေမိခလုတ်တွေဖုံးပလက်ထိုးတာတွေလျှက်စစ်ပလက်ပေါက်တွေကင်တွေတာမျိုးတွေအထူးသတိရှိပါမတော်တဆဓာတ်လိုက်တက်တဲ့အန္တရာယ်လေးဖြစ်ပေါ်တတ်ပါတယ်ဒါလေးသတိပေးတာပါအဲ့တော့မိမိတို့ရဲ့ပတ်ဝန်းကျင်အတွင်းမှာနာရေးကိစ္စရဲ့မျိုးတွေပေါ်တာမျိုးတွေတွေ့တာမြင်တာကြုံတာမျိုးတွေဖြစ်တာတော့၎င်းထူးထူးခြားခြားအဲ့ဒီကာလတွေအတွင်းမှာမိမိတို့အိမ်မက်တွေထဲမှာမွေတွေပါတဲ့အိမ်မက်မျိုးတွေမြင်မက်တာတွေလူသေးတာတွေမြင်မက်တာမျိုးတွေများမြင်မက်ခဲ့ပြီဆိုရင်နောက်ရက်မှာတယောကင်မွန်းလေးနဲ့ခေါင်းဆေးမင်္ဂလာလေးပြုလုပ်ပေးပါလို့ကျွန်တော်အနေနဲ့အကြံလေးပေးလိုပါတယ်ခင်ဗျာအဲ့တော့ထိုအရာတွေထိုအတိုင်းတွေကြုံတွေ့ခဲ့ပြီဆိုရင်လဲအဲ့အရာလေးတစ်ရက်တန်ဒီတစ်ရက်နှစ်ရက်တန်ဒီနှစ်ရက်ကြောနေရာလေးပြောင်းရွှေ့ပြီးတော့အိပ်ပေးပါအခန်းထဲမှာအိမ်အခန်းပြင်လေးထွက်အိပ်ထားတော့၎င်းကျမ်းပြင်မှာအိပ်နေတဲ့မိတ်ဆွေတွေဆိုရင်လဲကြောနေရာလေးပေါ့ပြောင်းရွှေ့အိပ်ပေးတာမျိုးလေးတွေနဲ့ပြုလုပ်ပေးသင့်ပါတယ်လို့အကြံလေးပေးခြင်းပါတယ်အဲ့ဒီကာလတွေအတွင်းမှာဆိုရင်အတက်နိုင်ဆုံးမိသားစုတွေဆွေမျိုးသားချင်းတွေနဲ့ကိုယ့်ရဲ့လူကြီးမိဘတွေနဲ့ပြဿနာမတက်အောင်နေပေးရမယ်မိမိရဲ့စိတ်ကိုပြန်လွှဲမှုမရှိအောင်အတက်နိုင်ဆုံးထိမ့်သိမ်းပြီးတော့နေထိုင်သင့်ပါတယ်မိမိတို့ရဲ့နေအိမ်ရဲ့အနောက်အရက်အရှိမြောက်တောင်အရက်ကမုတ်ဆိုးမတွေမိမ့်မပြတ်တွေတခုလက်တွေရဲ့အနောက်ရှက်ပေးခြင်းလေးတွေလည်းခံရတတ်သောကြောင့်အထူးဂရုစိုက်ပါလို့သတိလေးပေးခြင်းပါတယ်ဗျာအဲ့တော့ထိုကာလတွေအတွင်းမှာကျွန်တော်ရွေးချယ်ပေးထားသောလာအပိုင်းခြားလေးတွေအတွင်းမှာအတက်နိုင်ဆုံးလေးပြဿနာမဖြစ်အောင်နေထိုင်ပြုမှုခြင်းဖြင့်ဤကာလလက်တံတွေကိုကြော်ဖြတ်ပါတီးခန့်စိတ်လေးဖြင့်ကြော်ဖြတ်ပါမိမိတို့ရဲ့ဉာဏ်လေးဖြင့်စင်ကျင်သုံးသက်ပြီးတော့ကြော်ဖြတ်ပါလို့အကြံလေးပေးလိုပါတယ်ခင်ဗျာအဲ့တော့ဇာတာပရိနေပေါ်မိတ်ဆွေများငယ်ရွယ်သူများအနေဖြင့်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်တော်သူထံကလက်ဆောင်ပစ္စည်းတွေရတာမျိုးတွေလက်ဆောင်ပစ္စည်းပေးတာမျိုးလေးတွေကြုံရမယ်ဒါပေမဲ့ခုနရွေးချယ်ပေးထားတဲ့လာလေးတွေအတွင်းမှာအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်အခက်မသိစရာလေးတွေဝမ်းနည်းစရာလေးတွေတော့ပေါ်ပေါက်တတ်ပါတယ်ခင်ဗျာအိမ်တော်တွေများအဖိုးကတော့ရွေးချယ်ထားတဲ့လာလေးတွေမှာဂရုစိုက်ပါအိမ်တွင်းရဲ့ပြဿနာလေးတွေဖြစ်ပေါ်တတ်တယ်အဓိကပြောချင်တာကတော့ဆွေမျိုးတွေနဲ့ပတ်သက်ပြီးလူကြီးမိဘတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်တွင်းရဲ့မိသားစုကိုယ့်ရဲ့အိမ်တော်ရေးပြဿနာလေးတွေမှာထိုပုံကိုယ်တွေကြောင့်ပြဿနာဖြစ်เสียလေးတွေပေါ်တတ်ပါတယ်ဒါလေးတွေသတိရှိပေးပါလို့အကြံလေးပေးခြင်းပါတယ်အဲ့တော့ဇာတာပရိနေပေါ်မိတ်ဆွေများအနေဖြင့်တစ်နှစ်တာအတွင်းမှာကျမ်းမာရေးအနေဖြင့်အဓိကအားဖြင့်ပြောချင်တာကတော့ကျမ်းမာရေးမှာကျွန်တော်တို့ဝမ်ပိုင်းနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေဂရုစိုက်ပေးရမယ်မိမိတို့ရဲ့နားတို့ဥကောင်းတို့အာယုံကြောတွေအားနေတာမျိုးတွေနားကြိုက်တာတွေအာယုံကြောတွေအားနေပြီးတော့ခေါင်းကြိုက်တာတွေအာယုံကြောအားနေတာတွေဒါမျိုးတွေလည်းဖြစ်တတ်သောကြောင့်ထိုကာလတွေအတွင်းမှာအထူးပို့ပြီးတော့ဂရုစိုက်ပါလို့အကြံလေးပေးခြင်းပါတယ်ခင်ဗျာအဲ့တော့ဇာတာပရိနေပေါ်မိတ်ဆွေများကိုတစ်နှစ်တာအတွင်းမှာအဓိကအားဖြင့်ကောင်းသောအကြောင်းတရားတွေပုံမူအားကောင်းအောင်ကောင်းသောဓာတ်တွေတစ်နှစ်တာလုံးလွှမ်းချုပ်အောင်မကောင်းသောဘေးရန်တွေဟူသမျှလဲကင်းရှင်းပပျောက်အောင်လို့ဆောင်ရွက်ပေးရမယ်ရတရားလေးကိုတော့အကြံလေးပေးလိုပါတယ်ဆောင်ရွက်ပေးရမယ်ရတရားလေးကတော့မိတ်ဆွေများအနေဖြင့်ဗုဒ္ဓဟူးနေ့နဲ့တောက်ကြနေတိုင်းလေးပေါ့အပတ်စဉ်လေးဗုဒ္ဓဟူးနေ့နဲ့တောက်ကြနေတိုင်းလေးတွေမှာမိမိတို့အိမ်ကိုအလူခံကြွားတဲ့ဘုန်းကြီးတော်၎င်းတီလာရှင်တော်၎င်းအလူခံပုဂ္ဂိုလ်တွေအားအဲ့ဒီဗုဒ္ဓဟူးနေ့နဲ့တောက်ကြနေလေးမှာကိုက်ညှိပြီးတော့မြေပဲနှမ်းကက်ကလေးတွေနှမ်းယူလေးတွေဒါလေးတွေတအားတရွေ့ဒါနာလေးပြု၍လိုရာစုလေးတောင်းပါဖြစ်နိုင်ရင်တော့တစ်နှစ်သာလုံးကိုအဲ့ဒီနေလေးနဲ့ဗုဒ္ဓဟူးနေ့နဲ့တောက်ကြနေတိုင်းလေးတွေကိုမပြတ်မကွက်လေးအဲ့ဒီဒါနာလေးမြေပဲနှမ်းကက်ကလေးတွေမြေပဲယူနှမ်းယူလေးတွေဒါနာပြုပေခြင်းဖြင့်မိ
မိမိတို့ရဲ့ကံအကြောင်းတရားအထောက်ပံ့လေးတွေကိုကောင်းမှုအောင်လို့ပွင့်လန်းအောင်လို့ဖွင့်လှစ်နိုင်ပါတယ်ထပ်မံ၍ပြောချင်တာကဗုဒ္ဓဟူးနေတိုင်းလေးတွေမှာမိမိတို့နေအိမ်ဖျားမှာရှောက်သီးလေးတစ်လုံးကိုပကံပြားလေးပေါ်မှာတင်ပါထိုပကံပြားလေးပေါ်မှာဖျောင်းတိုင်းအစိမ်းရောင်လေးတင်ထွန်းပြီးတော့မြတ်စွာဘုရားကိုကတ်လူပါဗုဒ္ဓဟူးနေတိုင်းဗုဒ္ဓဟူးနေ့မနက်၈ နာရီမှာဆောင်ရွက်ပါအလုပ်ကိစ္စတွေကိုကောင်းမွန်ခြင်းတဲ့သူတွေငွေကြေးလက်လာပါတွေပိတ်ဆို့နေတဲ့သူတွေဆိုရင်ဤလျှောက်သည်အစီရင်ရတရားလေးကိုကျွန်တော်အနေနဲ့ဒါမေတ္တာလက်ဆောင်လေးပေးလိုက်တာပါလောက်ကြည့်ပါမိတ်ဆွေတွေထူးထူးခြားခြားငွေကြေးကန်တွေပွင့်လာပြီးတော့လုပ်ငန်းတွေအဆင်ပြေလာတာကိုမြင်တွေ့လာလိမ့်မယ်အဲ့တော့ဗုဒ္ဓဟူးနေ့လေးမနက်၈ နာရီမှာလျှောက်သီးလေးကိုပကံပြားပေါ်တင်ပြီးတော့ဖျောင်းနိုင်အစိမ်းလေးတင်ထွန်းပြီးတော့မြတ်စွာဘုရားကိုကတ်လူပေးပါအဲ့တော့တစ်နှစ်သာလုံးလှုပ်ချင်တယ်ဆိုရင်တော့လှုပ်ကြည့်ပါတစ်နှစ်လုံးကောင်းကျိုးချမ်းသာတွေရတာပေါ့ဗျာအဲ့တော့ရှောက်သီးလေးကနွမ်းရှုံသွားတာမျိုးတွေမကောင်းတော့ရင်တော့ဗုဒ္ဓဟူးနေ့၈ နာရီနဲ့ကိုက်ညှိပြီးတော့အသစ်ပြန်လဲပေးပါတခုလေးပြောချင်တာကထိုရှောက်သီးရဲ့မျက်နှာပြင်မှာစော့ပင်လေးနဲ့ဝါအခရာလေးကိုဝိုင်းနေအောင်ရေးပါအဲ့ဒါလေးရေးဖို့မေ့မယ်နော်ဒါလေးကဓာတ်စင်တာပါခင်ဗျာလှုပ်ဖြစ်အောင်လှုပ်ကြည့်ပါလုပ်ငန်းကိုင်ရန်ငွေကြေးလက်လာပါတွေထူးထူးခြားခြားအစဉ်ပြေမကောင်းသောဘေးရန်တွေလည်းကင်းပြောက်သွားမယ်ဆိုတာမိတ်ဆွေများမျက်ဝါးထင်ထင်မြင်တွေ့သွားပါလိမ့်မယ်ခင်ဗျာအဲ့တော့မိတ်ဆွေများကြာသာပတိနေဘောမိတ်ဆွေများကိုဤနှစ်တစ်နှစ်သာဟောစတန်ကိုကျွန်တော်အနေနဲ့အကြံပြု၍ဟောပြောပေးလိုက်ပါတယ်ခင်ဗျာအဲ့တော့ကြာသာပတိနေဘောမိတ်ဆွေများထဲမှာဒီနှစ်ထဲမှာတက္ကသိုလ်ဝင်နှန်းစာဝေးပွဲဖြည့်ဆိုမဲ့မောင်ငယ်ညီမငယ်ညီငယ်ညီမငယ်တွေကိုကျွန်တော်အနေနဲ့အကူညီလေးမေတ္တာလက်ဆောင်ပေးမှဖြစ်ပါတယ်ဘလို့အကူညီလေးမေတ္တာလက်ဆောင်ပေးမှလဲဆိုတော့မိမိတို့ဖြည့်ဆိုမဲ့စာဝေးပွဲရဲ့ရလတ်သည်ဘလို့ရလတ်မျိုးလေးတွေအခြေအနေလေးတွေလည်းဖြစ်ပေါ်ရရှိလာမလဲဆိုတာကိုမိတ်ဆွေများကိုကျွန်တော်အနေနဲ့မေတ္တာလက်ဆောင်ဟောပြောပေးမှဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့စာမွေးပွဲအနေထားလေးတွေမိမိတို့ရဲ့စာမွေးပွဲရဲ့ရလက်ကံအနေထားလေးတွေကိုသိရှိလိုသောညီငယ်ညီမငယ်မောင်ငယ်ညီမငယ်တွေအနေဖြင့်ကျွန်တော်ရဲ့ channel လေးရဲ့ comment မှာမိမိတို့ရဲ့ဖွားစာတာတက္ကရာခုနှစ်တက္ကရာကလေးနဲ့မိမိတို့ရဲ့မွေးဖွားရဇာတိမြို့မွေးချိန်လေးနဲ့ဖုန်းနံပါတ်ကလေးကို comment လေးမှာရေးပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ကပြန်လည်၍ဆက်သွယ်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆရာပြည်ငိမ့်ဉန်းထံမှာဘေးရင်မေးမြန်းလို့တော့မိတ်ဆွေများအနေဖြင့်ဖုန်းနံပါတ်399603 296109တို့ဆက်သွယ်ရေးလဲမေးမြန်းနိုင်ပါတယ်ထိုဖုန်းနံပါတ်ကလည်း Viber ဖုန်းနံပါတ်ဖြစ် Viber ကလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာနေအိမ်ဟောခန်းတို့လာရောက်ခြင်းနဲ့မိတ်ဆွေများအနေဖြင့်လဲပြည်မြို့ခေတ္တရာမြို့သစ်ကိုလန်6ခွက်တွင်ဇာတာရှင်တို့အနေဖြင့်ကျွန်တော်ရဲ့နေအိမ်ဟောခန်းတို့လာရောက်၍မေးမြန်းနိုင်ပါတယ်ပြည်မြို့ခေတ္တရာမြို့သစ်ကိုလန်6ခွက်တွင်ဖွင့်လှစ်ထားပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအနေဖြင့်ကြာသာပတိနေဘောမိတ်ဆွေများဤနှစ်တစ်နှစ်သာအတွင်းမှာမကောင်းသောဘေးမကောင်းသောရန်ဆွေမကောင်းသောအတိုက်အခတ်မကောင်းသောဂျိုစည်းဂျိုနေမကောင်းသောဂျိုမြေဂျိုရှင်မကောင်းသောဂျိုပါပမကောင်းသောဓာတ်တာအညံဆိုးတွေဟူသည်မြအားလုံးအလုံးစုံကင်းရှင်းပါစေကောင်းသောအနေထားတွေကောင်းသောဘဝကံတိုးတက်မှုတွေရရှိပြီးတော့ဇာတာရှင်များဆောင်ရွက်နေကြသောလှုပ်စီးပွားကံစည်းပွားတွေတနေ့တခြားတိုးပါစေပွားပါစေအောင်ပါစေလှုပ်စီးပွားကံစည်းပွားတွေတနေ့တခြားတိုးစေပွားစေအောင်ပြီးတော့ကက်ကြီးသုံးပါးကကြော်လွှားကြော်ဖြတ်အောင်မြင်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဇာတာရှင်တွေဖြစ်ကြပါစေစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့တလုံးတဝပြည့်စုံပြီးတော့အားလုံးချမ်းသာချမ်းသာကြပါစေလို့ကျွန်တော်စုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးချမ်းသာချမ်းသာကြပါစေဗျာ